မင်္ဂလာပါကျွန်တော်ကိုထက်မြတ်အောင်ပါကျွန်တော်ဒီနေ့ခရမ်းမြေဝယ်ယူနီးလေးကိုကျွန်တော်တိတစ်လောက်လေးပေါ့မျှဝေပေးချင်တာပါအဲ့တော့ကျွန်တော်တိတာကျွန်တော်နားလိုက်တာတစ်လောက်ကလေးကိုပြန်ပြီးပြောပြတာဖြစ်တဲ့အတွက်ကျွန်တော်ပြောတာလိုအပ်ချက်ရှိတယ်ဆိုရင်ထောက်ပြလို့ရပါတယ်အဲ့တော့ကျွန်တော်နားလိုက်တစ်လောက်ကခရမ်းမြေဝယ်မယ်ဆိုလို့ရှိရင်အရင်ဆုံးပေါ့ကျွန်တော်တို့ရောင်းမယ်ဆိုတဲ့လူစီကကျွန်တော်တို့ခရမ်းမူရင်းတို့ဆောက်စတဲ့နေကျွန်တော်တို့တောင်းကြည့်တယ်ပေါ့သူစီမာပြနိုင်လားပြနိုင်လို့ရှိရင်ကျွန်တော်တို့ကဆောက်စတဲ့လည်းပြည်တယ်မြေကွက်နေရလည်းမှန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမင်္ဂလာစီယံချတယ်မင်္ဂလာစီယံချပြီးတော့ရှိရင်ခရမ်းမြေဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနေစရင်မှာအယောင်းမြေပုံထုတ်ရပါတယ်ပုံစံ105 106ပေါ့ဗျာမှတ်ချက်မှာတော့ကျွန်တော်တို့ကအယောင်းဝယ်ပြုလို့ရအယောင်းမြေပုံလို့ခေါ်တာပေါ့ကျွန်တော်တို့ကတော့အဲ့တော့စီယံချတယ်အယောင်းမြေပုံထုတ်တယ်အယောင်းမြေပုံထုတ်တာမထွက်သေးခင်မှာကျွန်တော်တို့ကဒီမြေခွက်နဲ့ပတ်သက်ပြီးတော့ကန့်ကွက်ရန်ရှိမရှိသတင်းစာမှာကြော်ညာကြပါတယ်အဲ့တော့အယောင်းမြေပုံထွက်ပြီးသတင်းစာကလည်းကျွန်တော်တို့ကအနည်းဆုံးတော့တစ်ပတ်လောက်ပေးရတာပေါ့တစ်ပတ်ပုံမှန်တော့2ပတ်လောက်ပေးကြတယ်ရှုပ်ရှင်းရှိလားမရှိလားကန့်ကွက်ရန်ရှိမရှိရှိလို့ရှိရင်စာရွက်စာတမ်းအစုံနဲ့သူတို့ညွှန်ထားတဲ့ထားတော့ရှိနေဆိုလည်းရှိနေပေါ့အဲ့ဒီစီမှာလာပြီးကန့်ကွက်နိုင်ကြအောင်ကြော်ညာပေးရတယ်ကြော်ညာတဲ့ရက်အတွင်းမှာကန့်ကွက်ရမရှိဘူးအယောင်းမြေပုံလည်းထွက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကငွေအကြည့်ချတာပါအဲ့တော့ငွေအကြည့်ချလို့ရှိရင်ကျွန်တော်တို့ကစာရွက်စာတမ်းမူရင်းတွေအကုန်လုံးလဲကျွန်တော်တို့လက်ရောက်ရမယ်မြေကွက်ဒါမှမဟုတ်လဲအိမ်ပိုင်လဲအိမ်ပေါ့အဲ့ဒါကြီးမြေကွက်ကောအိမ်ရောလက်ရောက်ရမှာပဲကျွန်တော်တို့ကငွေအကြည့်ချကြတာဖြစ်ပါတယ်ဒါကရမ်းမြေဝယ်ယူနီးကျွန်တော်နားလေတတော်ကလေးပြောပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောတာလိုအပ်ချက်ရှိတယ်ဆိုလို့ရှိရင်ကွန်မန့်လေးတွေမှာရေးပေးခဲ့ပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်